with တော့ကနေပြီးတော့မှအားလုံးကိုကြိုဆိုပါတယ်ဒီနေ့ဆရာတို့ဆက်လက်ပြီးတော့မှလေ့လာမယ်ဒီသင်ခန်းစာကတော့ဆရာတို့ရှိဗီဒီယိုမှာသင်ကြားပေးခဲ့တဲ့ဒီ verb to be present simple form ရဲ့ဒီ short form long form အသုံးတွေကိုဆရာတို့ကဒီနေ့မှာဒါ exercise တွေလုပ်မယ်လေ့ကျင့်ခန်းတွေလုပ်မှာဖြစ်တယ်ဆိုတော့ဒီနေ့သင်ခန်းစာလေ့ကျင့်ခန်းတွေကိုလုပ်ဖို့ရအတွက်ဟာရှစ်သင်ခန်းစာရှစ်ဗီဒီယိုမှာသင်ကြားပေးခဲ့တဲ့ဒီ verb to be ရဲ့ long form short form တွေကိုဆရာတို့နားလည်မှဖြစ်တယ်နားလည်ပြီးတော့ရထားမှသာလျှင်ဒီနေ့သင်ခန်းစာကိုလိုက်လုပ်နိုင်မှာဖြစ်တဲ့အတွက်အကယ်၍အကူကမလေ့လာရသေးဘူးဆိုလို့ရှိရင်ရှေ့ဗီဒီယိုတွေကိုတွားပြီးတော့မှလေ့လာပေးပါအဲ့ဒီသင်ခန်းစာတွေကိုလေ့လာပေးပါဒီနေ့ exercise တွေကိုလိုက်ပြီးတော့မှလုပ်ပေးပါ Okay အဲ့ဒါဆိုတော့စလိုက်ကြအောင်နော်number 1.1 က write the short form right ဆိုတာရေးပါတဲ့ the short form ဆိုတာကအတူပုံစံတွေပေါ့နော်အတူပုံစံတွေကိုရေးပါဘယ်လိုပုံစံမျိုးတွေလဲ she's we and ဒီမှာ apostrophe s လေးတာနော် short form we and etc etc ဆိုတာစသဖြင့်ပေါ့နော်ဒီလိုမျိုး short form တွေကိုတဲ့ရေးပေးပါတဲ့number 1က he is ဒါသူရဲ့ဆရာတို့ long form အဲ့ long form ကိုဆရာတို့က short form ပြန်ရေးပေးရမယ် number 2 they are number 3 she is not number 4 it is number 5 I'm not I am not number 6 you are not okay ဒါဆိုရင်ဆရာတို့ he is သူရဲ့ short form ဆိုရင် he's apostrophe လေးနဲ့ he is ကို short form ရေးရင်ဘယ်လိုရေးရမလဲ he's okay ဒါဆို number 2ကိုဆရာတို့လုပ်ကြည့်ပါအောင် number 2က they are ဆိုလို့ရှိရင်သူရဲ့ short form ဘာဖြစ်မလဲဟုတ်တယ် they are there ရမယ်နော် number 3 she is not ကဲလုပ်ကြည့်ပါအောင်သူရဲ့ short form လေးဟုတ်တယ် she isn't တော့မဟုတ် she's not နှစ်ခုလုံးမှာတစ်ခုရေးလို့ရပါနော် she isn't လေသုံးလို့ရမယ်ပြောလို့ရမယ်ရေးလို့ရမယ် she's not ဒါသူရဲ့ short form ဒါဆိုရင် it is ရဲ့ short form ဘာဖြစ်မလဲ it's ပေါ့ it's နော် it is it's okay ဒါသူရဲ့ short form I am not ရဲ့ဆိုတော့ short form ဆိုဘာဖြစ်မလဲဟုတ်တယ် I'm not နော် I'm not you are not yet short form ဆိုရင်ရော you are not or you ain't နော် you are not လဲရမယ် you are not or you ain't တစ်ခုနဲ့တစ်ခုကိုသုံးလို့ရမယ်အဲ့ဒါဆိုတော့ဖတ်ကြည့်အောင် he is his they are there she is not she isn't or she's not it is it's I am not I'm not you are not you're not or you ain't အဲ့လိုပဲเนาะဒါသူရဲ့ long form ကိုဆိုတော့ short form ပြန်ပြီးတော့မှရေးရအဲ့တော့ဒီအသုံးတွေကိုသိမှကိုကစာရီဖတ်တဲ့အခါမှာဒီ apostrophe s လေးတွေကဘာကိုပြောတာလဲဘာလေးတွေကသိမှာပေါ့ဩဒါဆိုဒါ short form တွေကိုသုံးထားတာပဲစကားပြောတဲ့အခါမှာလည်းပဲဒီ short form လေးနဲ့ပြောတယ်စာရေးတဲ့အခါမှာ informal မှာဆိုနေရေးတယ်ပေါ့နော် formal မှာတော့မရေးအဲ့တော့ဒီလိုမျိုးရေးထားတာလေးတွေ့တဲ့အခါမှာဩဒါဒီ verb to be ရဲ့ long form အရှိပုံသဏ္ဍာန်တွေကိုအတူပုံချုပ်ပြီးတော့မှ short form ရေးရဲဆိုတာကိုကသိထားမှာဖြစ်တယ်Okay နားလည်မယ်နော်အဲ့ဒါဆိုတော့ဆက်ပြီးတော့မှသွားကြည့်အောင်နောက်ထပ် exercise ပေါ့ write the full form write ဆိုတာရေးပါ the full form ဆိုတာအပြည့်ပုံစံပေါ့နော် full form ဆရာတို့ပြီးခဲ့တဲ့ speaker list exercise က short form ဒီမှာက full form ဒီမှာ she is we are not etc ဆိုတာ she is we are not ဒီမျိုးလေးရေးပေးပါတဲ့ okay အဲ့တော့ we ain't နော်သူက we ain't I'm တော့ short form လေးပြထားမယ် you're they ain't it isn't she's okay ဒီမှာသူ့ကိုအတူပုံစံကိုကျွန်တော်ရေးတဲ့အခါမှာ we ain't ကိုသူ့ရဲ့ full form ပါတော့ we are not နော်ဒီလိုမျိုးနမူနာရေးရဒါဆိုရင် number 8ရဲ့ဆိုတော့ I am ကိုသူ့ရဲ့ short full form ကိုလုပ်jည့်ပါအောင်ရေးကြည့်ပါအောင် I am ရဲ့ full form ဘာဖြစ်မလဲ I'mရဲ့ full form I am အစင် your ရဲ့ full form ဖြစ်မလဲ
you are နော် you are they ရဲ့ full form they are not it isn't ရဲ့အရှိပုံစံလေးမယ်လေ it is not okay she's ရဲ့ဆိုတော့အရှိပုံစံ full form အဖြစ်မယ်လေ she is okay နားလည်မယ်နော်ဒါသူရဲ့ full form we are not I am you are they ain't they are not it isn't it is not she is ဒါဒီဘလောက်ပေါ်က full form short form တွေကိုနားလည်လဲဆိုတာကိုဒါလေ့ကျင့်ခန်းလုပ်တာဖြစ်တယ်ဒါလေးကိုထပ်ခါ repeat လုပ်ရမယ်ဖတ်ရမယ်ဖတ်တဲ့အခါမှာဒီနှုတ်ကဆွဲရတဲ့အခါမှာကိုယ့်ရဲ့နှုတ်ထဲမှာဒီစလုံးတွေအသုံးတွေကဒါဆွဲတဲ့အခါမှာလွယ်ကူတယ်ပေါ့နော်ရည်တဲ့အခါဖတ်တဲ့အခါတွေမှာဆိုလို့ရှိရင်ပျော်တဲ့အခါတွေမှာဆိုရင်လွယ်လာမယ်အဲ့တော့ verb to be ကိုတခြားလေးပိုင်အောင်လုပ်ပါနော်အင်္ဂလိပ်စာရဲ့အခြေခံတွေဖြစ်တယ်ဒီအခြေခံတွေကိုကိုကပိုင်မှသာလေလေကားတလို့တစ်ချင်းတက်မှဆိုတော့အစီအပြေမှာပေါ့ကြော်ခွတက်ဆိုလို့ရှိရင်ဟိုပြုတ်ကြမယ်ပေါ့အဲ့လိုပဲအင်္ဂလိပ်စာလေးလာတဲ့အခါမှာလည်းပဲဒီ step by step အခြေခံလေးတွေကိုသိထားမယ်grammar အသုံးတွေကိုကိုကသိမှသာလေစာတွေဖတ်တယ်စာတွေရေးတော့မယ်ဆိုလို့ရှိရင်ကိုကလွယ်ကူမှာဖြစ်တယ် okay ဆိုတော့စစ်ပြီးသွားကြည့်အောင် 1.2 မှာဆိုရင် put in am is or are တဲ့ put put ဆိုတာထားပါထည့်ပါပေါ့နော် in တဲ့အဲ့ဒီ am တို့ is တို့ are တို့ put in ဆိုတာထည့်ပါပေါ့ဒီထဲမှာထားပါတဲ့ဒီ am တို့မို့ရင် is ပေါ့ are တစ်ခုထားရမယ်တဲ့အဲ့တော့ number 1က the weather is very nice today ဒီကတော့ example လေးပေါ့ဒီမှာ the weather ဆိုတော့ is ကိုထားတယ် the weather is very nice today ဘာပြောလဲဆိုတော့ရာသီဥတုက is ဖြစ်တယ်ဘာဖြစ်လဲဆိုတော့ very nice ဆိုတာအရန်ကောင်းတယ် today ဒီရာသီဥတုတာရတယ်ပေါ့ရာသီဥတုကောင်းတယ်ပေါ့ weather ကောင်းတယ်ပေါ့number 2မှာဆိုတော့စပြီးလို့ရတာI blank not tired okay number 3 this case very heavy number 4 these cases blank very heavy number 5 the dog blank asleep number 6 look there blank color number 7 I'm blank hot can you open the window please number 8 this castle blank 1000 years old number 9 my brother and I blank got tennis players number 10 and blank at home but her children blank at school okay ဒီရဲ့ blank ဆိုတဲ့ဒီကွက်လက်တွေထဲမှာဆိုတော့ am is or ခုပေါ့နော်သူ ਨੇ သက်ဆိုင်တဲ့ဒီ am ဟောင်းမယ်ဒါမှမဟုတ် is or ကိုဆိုတော့ထည့်ရမှာဖြစ်တယ်ပေါ့အဲဆိုရင် number strategy အောင် number 1ကတော့ဆို example 2ကိုသွားကြည့်မယ်ဒီမှာဆိုတော့တစ်ခုကြံတယ်နော် I blank a student my sister blank an architect okayဒီမှာဆိုတော့ I ဆိုရင်ပါထည့်ရမယ် am ပေါ့ I am not tired I am not tired ဆိုတော့ငါပင်ပန်းမှုပေါ့နော်ငါကI am tired ဆိုရင်ပင်ပန်းတယ် not တော့ I am not tired ငါမပင်ပန်းဘူးနော် this case ဆိုတော့ဒီမှာပါထည့်မယ် verb this case ကိုစီးရမယ်ဒီရဲ့ subject ကဆိုတော့ singular ဖြစ်တယ်ပေါ့နော် case ဆိုတာဒီအိတ်ဘူးတွေပါအခွန်ပြောတယ်ဒီဘူးကဒီပုံတွေပေါ့ဒီလိုအားတွေကဒီ case ပေါ့ about တရားတဲ့ဒီမှာဆိုတော့ singular ဖြစ်တယ်ဘာသိမလဲ verb ကိုဘာတော့ရမလဲ how day is ကိုတော့ရမယ် this key is a very heavy ဒီဘုံကနော်ဒီဘူးကဒီ case ကအရန်ကိုပေါ့နော် very heavy ဆိုတော့တော်လေးလေးတယ်တဲ့ပြောတာအဲ့ဒါဆိုတော့ဒီမှာ singular တစ်ခုကိန်းတဲ့အတွက် verb to be is ကိုတော့ရတယ် this key is a very heavy number 4 these cases ဒီမှာဒီဘူးတွေတစ်ခုတည်းမဟုတ်တော့ဘူးနော်ဒီပုံတွေအများကြီးဖြစ်သွားတယ်ပေါ့နော်ဘူးတွေကအများကြီးဖြစ်သွားတယ် these cases ဆိုတော့ဆရာတို့ဒီမှာဘာသုံးရမလဲ more than one တစ်ခုတည်းပုံရင်ဆိုတော့ plural ပေါ့ plural ဆိုဘာသုံးရမလဲ verb to be မှာဆိုရင်ဟုတ်တယ် are ကိုသုံးရမယ် these cases are very heavy ဒီဘူးတွေကအရန်ကိုလေးတယ်နော်ဒီဒါလေးသိထားရမယ်နော်ဆရာတို့ကဒီ singular ဆိုရင် verb ကလည်း singular ဖြစ်ရမယ်subject က plural များရင် verb ကလည်းဆိုတော့များရမှာဖြစ်တယ် number 5 the dog ဆိုရင်ခွေးဆိုတော့ဆရာတို့ပါလေဟုတ်တယ် the singular ပဲတကောင်ပဲဆိုတော့ verb ပါသုံးရမယ်ဟုတ်တယ် is ကိုသုံးရမယ် the dog is asleep ဘာဖြစ်လဲခွေးအိတ်နေတယ်ပေါ့နော်ဒါတော့ look there
blank carol ဒီမှာ there's a carol ဆိုတာနာမည်ပေါ့အဲ့တော့မလေးသုံးမလဲဆိုရင် is ကိုသုံးမယ် there's a carol မှာ carol ပေါ့ကြည့်ဟိုမှာ carol မြန်မာဆိုရင်ဟိုမှာ carol ပေါ့ကြည့်ဟိုမှာ carol ပေါ့ there's a carol ပေါ့ okay number 7က I blank hot ဆိုတော့ဒီမှာ I ဖြစ်တဲ့ subject က I ဖြစ်တဲ့ verb to be ဘာသုံးရမလဲ is ကိုသုံးလို့မရဘူးเนาะ are ကိုသုံးလို့မရဘူး I'm being ဆိုတော့ verb to be ဘာတွဲလဲ how did I am hot ဆိုတာငါပူတယ်ပေါ့ can you open the window please ဘယ်နဲ့ပါဖွင့်ပေးနိုင်မလားဆိုတော့ဒီမှာ question မှာလေးကြံခဲ့ရเนาะအားလည်းတစ်ချက်ထည့်ပေးမယ်เนาะOkay, I'm hot. Can you open the window, please? ပေါ့ကြည့်သူပြည့်ဘယ်နဲ့မှလေးဖွင့်ပေးနိုင်မလားငါပူနေလို့ပေါ့နော်ဒါတရားကိုခိုင်းတဲ့ပေါ့လေးပေါ့ Number 8 this castle blank 1000 years old. This castle, you know castle? Do you know castle? ဟုတ်တယ်ရဲတိုက်ဒီရဲတိုက်ကပေါ့နော်ဒီရဲတိုက်ဆိုစလို့ကဒီမှာကြည့်မယ်သူက subject ကတစ်ခု game ဖြစ်တယ်ပေါ့နော် singular ဖြစ်တဲ့အတွက်ဒီမှာဗာထည့်ရမလဲ is ကိုထည့်ရမယ်ဟုတ်တယ် this castle is 1000 years old 1000ဘယ်လောက်လဲဟောလောကဒီ2000ကြာပြီပေါ့နော်ရဲတိုက်ကြီးက2000ရှိသွားပြီအမတန်မကိုရှေ့ဟောင်းဖြစ်နေရရှေ့ဟောင်းတိုက်ကြည့်တော့1000 years old ဆို2000ရှိသွားပြီပြောရင် My brother and I ဆိုတော့ subject ကိုကြည့်မယ်နော် My brother and I ငါအကိုနဲ့ငါဆိုတော့ subject ဒီ more than one တစ်ခုတည်းပို့တယ်2ယောက်ပေါ့2ယောက်ဆိုရင်ဒီမှာငါတော့ I တွေ့ပြီဆိုပြီးတော့ am ထည့်လိုက်မယ်ဒီလိုလုပ်လို့မရဘူးကွာကြည့်ရမယ်နော် sentence ကြောင်းကိုဖတ်ကြည့်တဲ့အခါမှာ subject ကဘယ်နှခုရှိနေလဲဆိုတာကိုတခြားစဉ်းစားရမယ်စဉ်းစားပြီးတော့မှဘာထည့်မလဲဟုတ်တယ်ပေါ့ဒီမှာ my brother လည်းရှိတယ် I လည်းရှိတယ်ဒီမှာ more than one တစ်ခုတည်းပို့တယ် subject နှစ်ခုဖြစ်တဲ့ဆိုတော့ verb ကိုသုံးတဲ့အခါမှာ are ကိုသုံးရမယ် my brother and I are ငါအကိုနဲ့ငါဟာတဲ့ got tennis player ဆိုတာ tennis ကစားသမားတွေပေါ့နော် tennis ကစားသမားကောင်းတွေဖြစ်ကြတယ်ဒီပြောနော် number 10 and ဆိုတာ black at home that her children blank at school Anna ဆိုတော့ ends ပေါ့နော် Anna ပဲ ends ဆိုတော့တခုဖြစ်တဲ့အတွက်ဘာသုံးမလဲ is ကိုသုံးပါပေါ့ and is at home and ကဘာလို့အိမ်မှာ but her children သူမရဲ့ကလေးကတော့ at school တော့ဘာလို့ her children ဆိုတော့ဘာတခုကိန်းမဖြစ်တဲ့အတွက်ဘာကိုသုံးရမလဲ is ပဲပေါ့ her children is at school and ကတော့အိမ်မှာပါဒါပေမဲ့သူ့ရဲ့ကလေးကတော့ကျောင်းမှာပါ verb ကိုသုံးတဲ့အခါမှာဆိုတော့ singular ဖြစ်တဲ့အတွက်that person and လည်း that person အနေကိန်းဖြစ်တဲ့ singular ဖြစ်တဲ့အတွက် is ကိုသုံးတယ် her children ကလည်း that person that singular တခုကိန်းဖြစ်တဲ့အတွက် verb ကိုသုံးတဲ့အခါမှာ is ကိုသုံးတယ် and is at home but her children is at school number 11 I blank a student I မှာဆိုတော့ဒီမှာဒီ blank မှာပါတော့ရမယ် I ဆိုတော့မှန်တာပေါ့ am I am မရှိမယ်နော် I is လို့မသုံးပါဘူး I are လို့မသုံးဘူးနော် verb to be အသုံးပါဆရာကူစားလေးသုံးပါမယ် I am a student ငါကျောင်းသားပါဘုတ်ကိုပြောချင် I'm a student my sister ငါအမကတော့ဆိုတော့ဒီမှာ singular ပဲတပ်ပါစီပြီးတဲ့အတွက် my sister ကို verb သုံးမယ်ဆိုရင်ဘာသုံးရမလဲ am သုံးမလားမသုံးဘူးเนาะ are ရောမသုံးဘူးเนาะဘာကြောင့်လဲဒီမှာဒီ singular အနေကိန်းတပ်ပါစီအနေကိန်းဖြစ်တဲ့အတွက် my sister ကိုဘာသုံးမလဲ is နဲ့တွေ့ရမှာပေါ့ my sister is an architect နော်ဘိသုကပညာရှင်ငါကတော့ကျောင်းသားငါအမကတော့ဘိသုကပညာရှင်ဖြစ်တဲ့ architect ဖြစ်ပါတယ် Okay, so the weather is very nice today. I am not tired. This key is very heavy. These cases are very heavy. The dog is asleep. Look, there is a carol. I am hot. Can you open the window, please? This castle is 1000 years old. My brother and I are good tennis players. Anne is at home, but her children is at school. I am a student. My sister is an architect. Okay, so now let me know. Then so video ma twa ji aw. So write full sentences. ရေးပါတဲ့ full sentences ဆိုတာပြည့်စုံတဲ့ဝါကျတွေကိုရေးပါတဲ့ use ဆိုတာသုံးပါ am is are each time ဆိုတာဒီ am is are တွေကိုသုံးပြီးတော့မှာတဲ့
the piece on the what charlie sentences or what charlie but not sentence they go as she bar MSR to dome or two or doing tu don't want me so don't want many don't me is don't want many don't me ma she bar no okay extra she got so number one my shoes very dirty to be Charlie, no? Number two, my bed very comfortable. Number three, you are secrets in your bag. Number four, I'm not very happy today. Number five, this restaurant very expensive. Number six, Mr. Kelly's daughter 6 years old. Number seven, the houses in this street very old. Number eight, the examination not difficult. Number 9, those flowers very beautiful. Number 10, the shops not open today. ဒါကသူရဲ့နမူနာပုံစံတွေပေါ့ဒီကောင်တွေကိုဆိုတော့ဒီ sentence တွေကိုဘာလို့ရမလဲဆိုလို့ရှိရင်တော့ full sentence လောက်ရမှာဒီမှာကတော့အပြည့်စုံမဟုတ်နေဘူး sentence တွေကအဲ့ဒါတွေကိုဆိုတော့ am တို့ is တို့ are တို့ကိုသုံးပြီးတော့မှရေးပါတဲ့ဟိုကိုသုံးလို့မရအောင်နော်မှာကြည့် number 1 example လေးကိုသူရဲ့ number 1မှာ my shoes very dirty သူဘာမပါဘူးလေဆိုတော့ဒီမှာကြည့်မယ်ဟုတ်တယ် verb မပါအောင်နော်အဲ့တော့ရေးတဲ့အခါမှာဒီမှာဆိုတော့small letter နဲ့ရေးတဲ့ am ကိုဒီမှာကျတော့ဗာလေ capital letter နဲ့ဆိုတော့ပြန်ပြီးတော့မှရေးထားတယ်เนาะအဲ့တော့ပြန်ရေးရမယ်အထားမှာဒီဝါချတဲ့ကြောင်းရေးတဲ့အခါမှာ sentence ရေးတဲ့အခါမှာဒီ sentence ရဲ့ဒီ at the beginning of the sentence ပေါ့ဝါချရဲ့အစားအဆုံးစလုံးဘာလို့ရမလဲဆိုတော့ capital နဲ့အကြီးနဲ့ရေးရမယ်เนาะဒါရရေးရတတိထားမယ်ကြောင်းသားတွေเนาะအဲ့တော့ my shoes ဆိုတော့အများကြီးဖြစ်တဲ့ verb to be are ကိုတွေ့တယ် my shoes are very dirty ငါ့ဖရက်တွေညစ်ပတ်နေတယ်ပေါ့เนาะOkay, number 2, my bed. The my bed, bed, you know bed. I very comfortable တော့တောင်းတာရှိရဆိုတော့ဆိုတော့ဒီမှာပြန်ပြီးတော့ပြင်ပြီးတော့ရေးရမှာပေါ့အဲ့တော့ my ကဒီမှာ small ဖြစ်နေတဲ့အတွက်ခက်ပြတဲ့တာကိုပြင်ရမယ် my bed bed ဆိုတော့ my bed ဆိုတော့ဘာထည့်မလဲ verb ကဟုတ်တယ်ပေါ့သူက is ကိုသုံးရမယ် my bed is very comfortable ငါအိပ်ရာကတောင်းတာရှိတယ်ပေါ့ Number 3 your cigarettes in your bag cigarettes ဆိုတာဘာတော့ဆက်လိပ်ပေါ့နော်ဆက်လိပ်မင်းရဲ့ဆက်လိပ်တွေဆိုတော့ဒီမှာစေဦးလားဖလူတယ်ဖြစ်တဲ့ဒီကဘာသုံးရမလဲအာကိုသုံးရမယ်ဒီမှာရှိနေတဲ့ဆရာဘာလဲ small letter ဘာပြင်ရမလဲ capital letter y ကိုပြင်ရမယ် okay ဒီကြည့်အောင် your cigarettes are in your bag မင်းရဲ့ဆက်လိပ်တွေပေါ့မင်းရဲ့ cigarette တွေကဘယ်မှာရှိရတော့ are in your bag မင်းအိတ်ထဲမှာတော့သူကဆက်လိပ်ပြလိုက်ချာနေကိုအင်္ဂလိပ်ပြောရတာပေါ့ your secrets are in your bag မင်း secret တွေကမင်းအိတ်ထဲမှာလေးပေါ့ဒီပြောကြတာပေါ့ number 4 I'm not very happy today ဆက်လိပ်ဘာကြံခဲ့လဲ verb ရှိနေဘူးเนาะ verb ကိုသုံးရမယ်အဲ့တော့ I'm ဆိုတော့ဘာကိုတွဲရမလဲ am ပေါ့အဲ့တော့ရေးကြည့်အောင် I am not very happy today I'm not very happy ဆိုတာမပြောဘူးပေါ့ဒီနေ့ငါမပြောနေဘူးပေါ့စိတ်မကြည်နေမပြောနေပေါ့ I am not very happy today Number 5 က this restaurant ဒီစားသောက်ဆိုင်က very expensive ဆိုတာစီကြည့်တယ်ဘာကြံနေလဲ verb ကြံနေတယ် this restaurant ဆိုတော့ဘာလဲ verb to be ဘာထည့်ရမလဲစားသောက်ဆိုင်တစ်ဆိုင်ဆိုတော့ဟုတ်တယ် this restaurant is very expensive ဒီမှာ small letter ကို capital letter ပြင်ရမယ်အကြီးပြင်ပါနော် this restaurant is very expensive ဒီစားသောက်ဆိုင်ကအရင်စီးကြည့်တယ်ပေါ့အခါမလာတော့ဘူးပေါ့နော် okay Number 6 Mr. Kelly's daughter ဒီမှာ Mr. Kelly ဆိုတာ apostrophe s လေးက Mr. Kelly ရဲ့သမီးပြောတာနော်ဒီ apostrophe အဲ့ဒါသူပိုင်ဆိုင်မှုပေါ့သူ့ရဲ့သမီးပေါ့ Mr. Kelly ရဲ့သမီးဟာ6 years old ဆိုတာအသက်6နှစ်ရှိပြီဆိုတော့အဲ့ဒါဆိုတော့ verb ပါတော့ရမလဲဟုတ်တယ်ပေါ့အစင်ခွဲဖြစ်တဲ့အတွက် Mr. Kelly's daughter is 6 years oldဒီနေရာမှာအစားထိုးပြီးတော့မှစနစ်တွေကိုပြောလို့ရတယ်ရေးလို့ရတယ်ဒီဝတ်ထတဲ့ကြားကိုပြီးပြီးတော့မှဆိုတော့ဒီတခြားစလုံးတွေစားထိုးပြီးတော့မှပြောပါရေးပါဒါဆိုရင်ကိုယ်စကားတွေဖြစ်လာမယ်ကိုယ်စကားလုံးတွေဖြစ်လာမှာပေါ့အမြဲတမ်းလေ့ကျင့်ရမှာနော် practice make perfect ပဲတခါကျတော့မရဘူးဆရာတို့ကထက်ခါ repeat လုပ်တဲ့အခါမှာဒီပို့ပြီးတော့ရလာမှတ်မိလာတယ်ပေါ့အောင်နောက်ကလည်းနော်ဟောတခါကျတော့ဘယ်ရမှမရနိုင်ဘူးလေစူးစမ်းအထောက်ရမယ်လွယ်နဲ့တော့ဘယ်ရမှမရဘူးစူးစမ်းရမယ်အဲ့တော့စိတ်တမကြနဲ့ဘလောက်ပဲခက်ကိုကဒီအင်္ဂလိပ်စာကိုလေ့လာတဲ့ပေါ့နော်ဒီပညာခေတ်တွေရောက်လာပြီကဘာကြီးရွာကြီးဖြစ်လာပြီ AI ခေတ်ဖြစ်လာတယ်ပေါ့
အင်္ဂလိပ်စာကိုထပ်ထားမယ်ဆိုလို့ရှိရင်ဒါကိုတို့အခန်းတွေအများကြီးရှိတယ်ပေါ့နော်အကြောင်းစူးစမ်းပြီးလေ့လာဖို့ဆရာတက်တော့ပါတယ် Okay အဲ့တော့ my Mr. Kelly's daughter is 6 years old Number 7 the houses in this street very old ဒီမှာ the houses in this street ဒီမှာ houses ဆိုတော့အိမ်နေဆိုတော့ဆရာတို့က vowel တော့ verb ဟုတ်တယ်ပေါ့အများကိုတော့ရမယ် the houses in the street are very old ဒီလမ်းထဲမှာရှိတဲ့အိမ်တွေကတော့အိုးနေပြီပေါ့နော်အိမ်တွေဟောင်းနေပြီပေါ့အိမ်တွေအကောင်းကောင်းသိမရှိတော့အိုးဟောင်းနေများတယ်ပေါ့နော်အဲ့တော့ဒီလမ်းထဲမှာရှိတဲ့အိမ်တွေအများစုပေါ့အိမ်တွေအများကြီးကအိမ်အများစုကအင်မတန်မှအိုးဟောင်းနေပြီပေါ့နော်တက်ဟာလေးရှားတယ်ပေါ့အိမ်ဟောင်းနေများတယ်ဒါပြောချင်တာပေါ့ The houses in the streets are very old Number 8 the examination not difficult အဲ့ဆိုတော့ဒီမှာ examination ဆိုတော့ဗာတွေ့ရမလဲ What do we is more the examination is not difficult ဒီမှာ they လို့မဖတ်ရအောင်ဆိုတော့နော်ဒီမှာဘာကြောင့်လဲဆိုတော့ဒီမှာexamination ဆိုတဲ့ဒီမှာအဆောင်နေမှာဆိုရင်ဆိုတော့ vowel ဒီ ANU ဆိုရင်ဆိုတော့ the တော့အောင်နော် the လို့ဖတ်ရမယ် the examination is not difficult ဒီစာမိုးရမခက်ဘူးပေါ့ငါတွေ့အဲ့တော့ very easy ပေါ့လွယ်တယ်ပေါ့ပြောနေတာနော် Number 9 က those flowers very beautiful အဲ့တော့ those flowers ဆိုဒီမှာ singular ကနော်ပန်းနေအများကြီးပေါ့အဲ့တော့ဘာရေးမလဲအားထဲရပေါ့ those flowers are very beautiful ဟိုပန်းတွေကအရင်ကိုလှတယ်ပေါ့နော်ကိုကညွန့်ပန်းတွေကိုမြင်တာပေါ့ကိုနဲ့နည်းနည်းဝေးနေရ those ဆိုတော့ဝေးတဲ့နေရာမှာရှိတဲ့ပန်းတွေကိုကညွန့်တဲ့အခါမှာ those flowers are very beautiful ဟိုပန်းတွေကတော်တော်လှတာပဲပေါ့နော် the shops ဒီမှာ not open today ဆိုတော့ဒီမှာ shops မှာဆိုတော့ aspire အတွက်ဒါ plural ဖြစ်တယ် plural ကိုဆိုတော့သုံးတဲ့အခါမှာဘာကိုသုံးရမလဲဆို are ကိုသုံးရမှာပေါ့အဲဒါကြောင့်ဒီမှာ small ရေးထားပေးတယ်ပြင်တဲ့အခါမှာ capital letter ဆိုတဲ့စလုံးကြီးနဲ့စပြီးရေးရမယ်နော် the shops are not open today ဆိုင်ရည်မဖွင့်ဘူးပေါ့နော်ဆိုင်ရည်မဖွင့်ဘူးအဲ့တော့ Okay, so my shoes are very dirty. My bed is very comfortable. Your secrets are in your bag. I am not very happy today. This restaurant is very expensive. Mr. Kelly's daughter is 6 years old. The houses in the street are very old. The examination is not difficult. Those flowers are very beautiful. The shops are not open today. Yeah, no, so ထက်ကလောက်ပါနော်ဖတ်ပါရေးပါလေ့ကျင့်ပါနော်ကိုရအောင်ဆက်သွားမယ်နော် Write positive of negative sentences ရေးရမယ်တဲ့ positive sentence ဆိုတာအဟုတ်ဝကြဒါမှမဟုတ်လေ negative sentence ဆိုတာကအငြင်းဝကြတွေကိုရေးပါတဲ့နော်အငြင်းဝကြတွေကိုဆရာတို့ရေးပါတဲ့ဘာတွေကိုသုံးရမလဲဆိုရင် am not is isn't are and ပေါ့ဒီစလုံးတွေကိုသုံးပြီးတော့မှဟောဝကြတွေညင်းတာတွေကိုရေးရမယ်အငင်းဝကြတွေကိုရေးပါပေါ့နော်ရေးခိုင်းတာပေါ့ Okay စကြည့်အောင် Number 1 က Paris the capital of France Number 2 I interested in football Number 3 I hungry Number 4 Rome in Spain Number 5 it's warm today Number 6 my hands cold Number 7, Canada, a very big country. Number 8, the Amazon in Africa. Number 9, diamonds cheap. Okay, ဒီ sentence တွေကိုဆိုတော့ဘာလို့သုံးရမလဲဆိုရင် verb to be ရဲ့အငြင်းနေ positive sentence negative sentence တွေကိုသုံးရမယ်။ Number 1ကိုဆရာတို့ကြည့်မယ်။ Paris, the capital of France. Paris တဲ့ဒီပြည်သူနိုင်ငံရဲ့မြို့တော်ဆိုတော့ဟုတ်တယ်ဆိုရင်ဆိုတော့ဘာကိုရေးရမှာလဲ positive ရေးရမှာပေါ့No, the tanku changera bo. Motor racing a dangerous sport. Number 11, catch big animals. Catch big animals. Okay. Di hayo sa the positive or sentence bo no positive sentences the more negative sentence ko yiya me so number 1 ka Paris the capital of France. Paris ကပြည်သူနိုင်ငံရဲ့ the capital of France ဆိုတာမြို့တော်ပေါ့ပြည်သူနိုင်ငံရဲ့မြို့တော်ဟုတ်လားမဟုတ်လားပေါ့ဟုတ်တယ်ဆိုတော့ဆရာတို့ဘယ်လိုရေးမလဲParis is the capital of France. Paris ကပြည်သူနိုင်ငံရဲ့မြို့တော်ဖြစ်ပါတယ်ပေါ့။ဖြစ်တယ်ဆိုတော့verb to be ပေါ့။ Paris is the capital of France. Number 2, I'm interested in ဆိုတာစိတ်ဝင်စားတာပေါ့။ငါဘောလုံးကိုစိတ်ဝင်စားရဆိုရင်ဘယ်လိုရေးမလဲ။ဟုတ်တယ်အဲ့ဒါ I'm ဆိုတော့ဘာလို့ရမလဲ။ I am interested in football. ကဲကိုကစိတ်ဝင်စားအောင်ပဲ။ကိုကစိတ်ဝင်စားအောင်ဆိုဘယ်လိုရေးမလဲဆရာတို့
I am not ball no I am not interested in football အဲ့ဆိုရင်ကသူကစိတ်ဝင်စားအောင်ဆိုလို့ရှိရင် he isn't interested in football နော်ဒီလိုမျိုးပေါ့နော်ဆရာရေးလို့ရတယ်အဲ့တော့ not နဲ့ထည့်အောင်မယ်စိတ်ဝင်စားရင်တော့ positive ပေါ့မဝင်စားရင် negative ညင်းပေါ့ number 3 I hungry စားရဆိုရင် I'm hungry ပေါ့ဘာမစားဆိုရင် I'm not hungry ငါဘာမစားဘူးခုလောဆယ်တော့ဘာမစားဘူးပေါ့နော် I'm not hungry number 4 room in Spain တော့ room ဆိုတာ Roma ပေါ့ in Spain စပိန်မှာပေါ့ Roma မြို့ကစပိန်မှာရှိတယ်ပေါ့နော်စပိန်မှာရှိဆိုတော့ဒါစပိန်မှာမဟုတ်ဘူးပေါ့မဟုတ်ဘူးဆိုရင်ဘယ်လိုညင်းမလဲ Rome isn't ပေါ့နော်အဲ့ဒါ okay Rome isn't in Spain Rome က Roma ကတော့စပိန်မှာမဟုတ်ဘူးဘယ်မှာရှိလဲပေါ့နော်အဲ့ Italy မှာရှိတယ်နဲ့ Rome is in Italy ပေါ့ဘယ်လိုမျိုးလို့ရတယ်နော်အဲ့တော့ညင်းမှာပေါ့ number 5 က it warm today အဲ့ဆိုတော့ဒီနေ့ကနွေးရဆိုလို့ရှိရင်ပါတယ် it is warm today ပေါ့ဒီနေ့ကအရင်ရာသီဥတုက warm ဆိုတာကဆိုတော့ဟိုအရင်ပူတာမျိုးလည်းမဟုတ်ဘူးအရင်အေးတာမျိုးလည်းမဟုတ်ဘူးနော်နေလို့ကောင်းတာပေါ့ it is warm today ဒီနေ့အရင်ပူရဆိုရင်လည်းရာသီဥတုကအရင်နေလို့မကောင်းဆိုရင် it is not ပေါ့ it isn't warm today နေလို့မရှိနေဘူးပေါ့နော်အရင်ပူရင်လည်းအရင်ပူတယ်အေးလည်းအရင်အေးတယ်ပေါ့ရာသီဥတုမကောင်းနေဘူးပေါ့နော်ဒါမျိုးပဲ my hands select code ဆိုတော့ဒီမှာ hands ဆိုတော့ aspire နော် aspire လို့ဆိုတော့ပြန်ပြီးတဲ့အခါမှာနော် capital letter လည်းပြန်ရေးရမယ်နော်အစစလုံးတွေကိုအဲ့ဒါသတိထားပေးပါmy hands ဆိုတော့အာကိုသုံးရမယ်နော် my hands are cold ဆိုတော့ငါတို့တွေအေးနေပေါ့လက်တအရင်အေးလက်ဖြားတွေပေါ့လက်ဖြားအေးနေတယ်ဆိုတော့ my hands are cold ငါတို့တွေအရင်အေးနေပြီနော်ဒီလိုမျိုးသုံးတဲ့အခါမှာဒါဒီလိုမျိုးရေးရမယ် number 7 Canada a very big country ပေါ့ Canada ကအင်မတန်မှကိုအလွန်ပဲကြီးတဲ့နိုင်ငံပေါ့နိုင်ငံကြီးတစ်ခုဖြစ်တယ်ပေါ့နော်နိုင်ငံကြီးပဲ Canada ဆိုတော့ဟုတ်တယ်ဆိုရင်ဘယ်လိုရေးမလဲဆိုတော့Canada is a very big country ပေါ့မဟုတ်ဘူးဆိုရင်လည်း isn't လို့ပေါ့နော် Canada is a very big country ပေါ့Canada နိုင်ငံကြီးတစ်ခုဖြစ်တယ်အင်မတန်မှကြီးနိုင်ငံဖြစ်တယ်ပေါ့ the Amazon ကပါလဲဆိုတော့ Africa မှာမရှိဘူးဆိုတော့ဘယ်လိုလဲthe Amazon isn't in Africa Amazon က Africa မှာမရှိဘူးပေါ့ Diamonds cheap စိန်နေရဈေးပေါ်တယ်ပေါ်လားမပေါ်ဘူးဈေးကြီးဆိုတော့မဟုတ်ရင်ဆရာဘယ်လိုညင်းမလဲdiamonds and cheap ပေါ့နော်စိန်နေရဈေးမပေါ်ဘူးဈေးကြီးရပေါ့ diamonds or expensive ပေါ့နော်ဆိုတော့ရှိမှာ expensive စလုံးရှိတယ်အဲ့ဒါလေးကိုဆရာတော့ပြီးတော့မှကြည့်လို့ရတယ်။တော့ဒီမှာရှိတဲ့ vocab တွေကိုဆရာတို့ကအချို့ဆုံးတွေကိုမသိနိုင်ဘူးပေါ့တော့ vocab တွေကိုလည်းဒီမှာထုတ်ပြီးတော့မှကိုယ့်ရဲ့ note ထဲမှာရေးထားပဲရေးပြီးတဲ့အခါမှာဆရာတို့ဒီ vocab တွေကိုသွားရှာရမယ်ပေါ့နော် vocab စလုံးတွေကိုထုတ်ပြီးတော့မှကိုကဖတ်ထားရမယ်ကြစ်ထားရမယ် vocab တွေသိအောင်မသိတဲ့စလုံးတွေကိုက note လုပ်ပြီးတော့မှကြစ်မှတ်ထားရမယ်motor racing a dangerous sport ပေါ့ motor racing ဆိုတာကစပိန် motor တဲ့စပိန်တွေကားတွေပေါ့ဒီပြိုင်ပွဲတွေက a dangerous sport ဆိုတာအင်မတန်မှအနေအများတဲ့အကစားတာဆိုတော့သူကဟုတ်တာပဲเนาะ motor cycle တွေကစစ်တက်တဲ့ဟာတွေကဒီအနေအများလေလူသိစနိုင်တယ်ဆိုတော့ဟုတ်တယ်ဆိုလို့ရှိရင် motor racing is a dangerous sport ဒီ motor racing ဆိုတာဒီ motor ပြိုင်ပွဲတွေကားပြိုင်ပွဲတွေဒါမှမဟုတ်လေ cycle တွေပေါ့ဒီလိုမျိုး motor cycle တွေဒါတွေပေါ့စစ်တပ်ရင်ပြိုင်ပွဲတွေဟာအင်မတန်မှအဲ့ dangerous sport ဆိုတာအနေအများတဲ့အားစားတွေဟုတ်ပါတယ်ပေါ့နော်ဒါ positive စနေရေးတာပေါ့ motor racing is a dangerous sport number 11 catch big animals ကြောင်ငါတဲ့ဟိုကြီးတယ်ပေါ့နော်ကြီးတဲ့တဲ့ဟွာဆိုတော့အရင်ကြီးမကြီးပါအဲ့ဒါဆိုတော့ဘယ်လိုလဲညင်းရမှာပေါ့နော် catch ဆိုတော့ဒီမှာ s ပါတယ်ဆိုတော့ဗာလေ plural ဖြစ်တဲ့ဘာကိုညင်းရမလဲအောင်ညင်းရမယ်နော်အားနဲ့ရေးရမယ်cats and big animals ကြောင်တွေကမကြည့်ဘူးပေါ့နော်အရင်ကြီးရတဲ့ဘာမဟုတ်ဘူးပေါ့အဲ့တော့ cats are not cats and big animals ပေါ့နော်ဆိုတော့ဒီလိုမျိုးလေးဒါရေးရမှာဖြစ်တယ်Okay ဒါကဒီ verb ရဲ့လေ့ကျင့်ခန်းတွေကိုဆရာတို့ကshort form တွေ long form တွေပြောင်းလဲပြီးတော့မှသုံးတယ် positive sentence negative sentence တွေကိုဆရာတို့ကဒါရေးတာဖြစ်တယ်ပေါ့ Okay ဒါလေးဖတ်ကြည့်အောင် Paris is the capital of France I am interested in football. I'm not hungry. Rome isn't in Spain. It is warm today. My hands are cold. Canada is a very big country. The Amazon isn't in Africa. Diamonds and cheap. Motor racing is a dangerous sport. Cats and big animals. Okay တက္ကသကဝကြလေးတွေကိုဖတ်ပါမသိရဲ့စလုံးတွေကိုဆရာတို့က note ထဲမှာထုတ်ပြီးတော့မှရေးထားပါအဲ့တော့အင်္ဂလိပ်စာကိုဒါတေချာလေးလိုက်ပြီးတော့မှလေ့ကျင့်ပေးပါတေချာလေးလုပ်မယ်ဆိုလို့ရှိရင်ဆရာတို့မရစရာအကြောင်းမရှိပါဘူးเนาะဖြည်းဖြည်းနဲ့ကွာချောင်းလောဖြစ်တဲ့မိုးရေပေါတွေဖြည်းဖြည်းစုသွားမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အင်္ဂလိပ်စာခရီးကလည်းဖြည်းဖြည်းနဲ့ရောက်လာမှာဖြစ်တဲ့အတွက်အင်္ဂလိပ်စာကိုလေ့လာပါစိတ်တမကြပါနဲ့
ဆွဲရှိနဲ့စ조사ပါဒီပညာတစ်ခုရဖို့ဆိုတာဟာစန္ဒဝရိယစိတ်တဝိမာန်တပေါ့၄ခုလိုတယ်ပေါ့နော်ဒီဇိုင်းရဆိုတဲ့စန္ဒလေးလိုတယ်စန္ဒရှိတဲ့အခါမှာစ조사ရမယ်ပြီးရင်စိတ်ကြလည်းခိုင်ပါမှာခက်တယ်ဆိုပြီးတော့မှနောက်ဆိုတော့လို့မရဘူးစိတ်ကြလည်းစ조사ရမယ်နောက်ပြီးတော့မှလေ့လာစူးစမ်းရမယ်ပေါ့နော်အဲ့တော့အရေးကြီးဆုံးကတော့ပုံမှန်လောက်သွားမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီအင်္ဂလိပ်စာခီးရဖြစ်ဖြစ်နဲ့ရောက်လာမှာပေါ့နော် okay အဲ့တော့ today our lesson that's all ဆိုရရဲ့သင်ခန်းစာကဒီလောက်ဖြစ်ပါတယ်အဲ့တော့အချိန်ပြီးတော့မှလိုက်ပြီးတော့မှလေ့ကျင့်ပြီးတဲ့အားလုံးတော့ကျောင်းသားကျောင်းသူအင်္ဂလိပ်စာလေးရသူတွေအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်နောက်သင်ခန်းစာတွေမှာဆက်လို့ပြန်လည်ပြီးတော့မှဆုံတွေ့ကြပါမယ် bye bye